ကျွန်တော်တို့ကက်သလိတ်တွေထင်တာကလေတော်တော်လေးအဲ့ဒါတော့ကျွန်တော်တို့ကအတိုက်ခံစန့်ကျင်ပြီးပြောတာမဟုတ်ပါဘူးဘာသာသူတွေကိုခုနဖာသာတင်ဝင်းပြောသလိုဖယားတကယ်ရစေချင်ကျွန်တော်တို့ကက်သလိတ်တွေထင်တာကလေတေကန်ဒီမှာဘုန်းကြီးပြေးခေါ်လိုက်ပရိတ်တော်စီလေးလူလိုက်ပြီးပြီမိုးကောင်းငင်ရောက်သွားပြီလို့ထင်တာမဟုတ်ပါဘူးမဟုတ်ပါဘူးပရိတ်တော်စီလူလို့မိုးကောင်းငင်ရောက်တာမဟုတ်ဘူးဖယားကျေးဇူးတော်ခံစားရခြင်းအတိအမှတ်တစ်ခုအနေနဲ့ခမရကိုပရိတ်တော်စီလူပေးတာဖြစ်တယ်ကျွန်တော်တို့ကက်သလိတ်တော်များများထင်တာအော်ပရိတ်တော်စီလဲသူရသွားရှာတယ်တည်တဲ့အချိန်မှာလဲဘုန်းကြီးတွေကပေါ်မပေါ်မန္တလေးသာသနာမှာအပါ80ရှိတာ85ပါးလာတယ်နော်ဘုန်းကြီးတွေလည်းအကုန်လာတယ်ပေါ်မပေါ်နော်အလောင်းကိုလည်းကြည့်လိုက်စိတ်ပရိကလက်မှာတကုံးနော်လက်နဲ့ကျွန်တော်ဘာလုပ်တာစိတ်ပရိလေးလက်ရစ်ထားတာလယ်ဘင်းမှာတကုံးတချို့ဆိုခြေထောက်မှာတော့ပတ်ထားလိုက်သေးတယ်နော်တကူလုံးပတ်လားကျွန်တော်အဲ့လိုလေးပတ်ပြီးမှချလိုက်ချပြီး300စိတ်ပရိစိတ်တက900စိတ်ပရိစိတ်တလပြည့်စိတ်ပရိစိတ်ပြီးရင်ဒီဝိညာဉ်မိုးကောင်းငင်ရောက်ပြီလို့ကျွန်တော်တို့ယူဆကြတာဖြစ်တယ်ကျွန်တော်ပြောမယ်ဖယားကိုမသိဘဲနဲ့မိုးကောင်းငင်မရောက်ပါဘူးဖယားကိုမသိဘဲနဲ့မိုးကောင်းငင်မရောက်ကျွန်တော်တို့ကက်သလိတ်တွေနေထိုင်အသက်ရှင်တဲ့ဟာကိုကြည့်ဖယားမသိဘူးဆိုတာတော်တော်သိကြတယ်ဖယားเจ้าလာတယ်ကွန်စားပြီးလာတယ်စလိတ်တောက်ပြီးလာတယ်အရက်တောက်ပြီးလာတယ်တချို့အာမလာဖြေတာတော့မှအရက်မှုပြီးလာဖြေတဲ့သူတွေရှိတယ်ဖယားเจ้าအပေါက်မှာပဲနေပြီးမှခုနဖာသာတင်ဝင်းပြောသလိုဩဝါဒလည်းစိတ်မဝင်စားဘူးကျမ်းစာဖတ်တာလည်းစိတ်မဝင်စားဘူးအแทမှာဘာလုပ်နေလဲစိတ်ဝင်မစားဖယားဆိုတာလည်း तू သိလဲမသိဘူးခဏနေကြလာပြီးခရစ်ဆွေကိုရောမြတ်အာမင်ဆိုပြီးဘယ်ပြန်ထွက်သွားတော့ဟိုတစ်ပင်အောက်ပြန်ထွက်သွားတယ်ဒါပဲကျွန်တော်မနေ့ညပြောတယ်မနေ့ကပြောတယ်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကဘသူရဲ့ခန္ဓာကိုယ်တော့တန်ရှင်းသောဝိညာဉ်တော်ဖယားကိန်းအောင်ရာဗိမာန်တော်ဖြစ်တယ်ဒီဖြင့်လူမျိုးတွေတော့ကျွန်တော်မသိဘူးကျွန်တော်တို့မန္တလေးသာသနာမှာဆိုရင်ရွာကိုဆရာတော်ကြွလာမယ်ဆိုရင်ဘယ်လိုကြိုကြတော့ဆရာတော်ကတနာရီရောက်မယ်ဆိုရင်မနေ့10နာရီတည်းကလမ်းမပေါ်ဘာဖြစ်တာတော့ရောက်နေပြီဘုံတွေရောဘာတွေရောညာတွေရောကာရီနဲ့ဆိုရင်ပို့ဆိုးတယ်ကျွန်တော်တို့ဟုတ်တယ်နော်ဟောဒါအပြစ်တင်တာမဟုတ်နော်ကာရီနဲ့ဆိုကျွန်တော်လည်းဟောမနေ့10နာရီကာရီနဲ့တနာရီမှလာမှမနေ့10နာရီတည်းကရောက်နေပြီဩတချင်းတွေရောလူတွေရောပြီးဝေါ်တွေလားဘာတွေလားညာတွေဘလို့ကာရီနဲ့ကိုမြင့်နဲ့တင်ဖို့ရာအတွက်ဟုတ်တယ်နော်အကောင်လုံးပြင်ကြတယ်။အော်ကာရီတိုင်းလာတဲ့ချိန်မှာဝိုင်းကာရီပဲကာရီကိုကြိုးစိုးကြတယ်။အော်ပြောလောက်ကြတယ်။ဒါပေမဲ့အဲ့ဒီကာရီနဲ့တဲ့အစာပေါင်းမြောက်များစွာမြင့်မြတ်တော်မူသောကိုရောမြတ်စက္ကရမန်တူမှာဂိမ်းအောင်တော်မူသောဖယားခမရင်ပတ်တဲ့ခမခန္ဓာကိုယ်တဲ့လာဖို့ကြဘာမှမပြင်ဘူးဗျာ။ဘာမှမပြင်ဘူးဗျာ။နားလည်လားမသိဘူးဘာမှမပြင်ဘူးဖျားเจ้าသွားမယ်လေသွားမယ်ဝတ္တရားချင်းဒီနေ့ပြာခံတဲ့နေ့ဖျားเจ้าသွားရအောင်ပါနော်အပေါက်မှာထိုင်းတာပြီးပြာခံပြီးပြန်ထွက်သွားတာမင်းပြာတော့လောင်းပေးလိုက်အောင်မယ်တကူလုံးပြာခံလို့မိုးကောင်းငင်မရောက်ဘူးပြာခံခြင်းရဲ့အဓိပ္ပာယ်ကနောင်တရခြင်းနောင်တရဒီနေ့ဝါကျွတ်တဲ့နေ့လေဖျားเจ้าသွားရအောင်မယ်ကျွန်တော်တို့ကက်သလိတ်ကဖျားเจ้าသွားပဲသွားတာဖယားနဲ့မသွားဘူးဖယားလည်းရမလာဘူးဒီနေ့ဝါကျွတ်တဲ့နေ့ပါစကားဝိတရားမကြေရင်သင်ញိုင်းမရဘူးအဲဒါကြောင့်မလို့ပါစကားဝိတရားခြေကိုကြေရမယ်ပါစကားဝိတရားမကြေရင်ဖုံးကြီးကမလိုက်ဘူးတဲ့ကျွန်တော်တို့သိကြပါတယ်ကချင်ပြည်နယ်မှာစစ်ဘေးတွေဖြစ်နေအမျိုးမျိုးတည်သွားတဲ့ဘာသာသူတွေအများကြီးရှိတယ်။ဖုန်ကြီးလည်းမတွေ့လိုက်ရပဲတည်သွားတဲ့ဘာသာသူတွေရှိတယ်။ပရိတ်တော်စီလည်းမရပဲတည်သွားတဲ့ဘာသာသူတွေရှိတယ်။ဖုန်ကြီးလိုက်မှမိုးကောင်းငင်ရောက်တာမဟုတ်ဘူး။ဖယားရှိမှမိုးကောင်းငင်ရောက်တာ။
ကျွန်တော်ပြောတာနားလည်ဖို့လိုတယ်နော်အသင်းတော်ကိုဆန့်ကျင်ပြီးပြောနေတာမဟုတ်ဘူးကျွန်တော်လူတွေမှားနေတဲ့အရာတွေပြောပြတယ်ကျွန်တော်တို့အော်ပရိတ်တော်စီလေးလူလိုက်ရရင်ဖះเจ้าတက်တယ်တက်ပါတယ်တက်ယုံပဲတက်တာဝိတရားကြည်နော်ဖះเจ้าဆိုတော့ခေါင်းကကြိုက်တာ TV ရှေ့ကြတနေ့ကုန်ထိုင်တယ် TV ရှေ့ကြတနေ့ကုန်ထိုင်နောက်တစ်ခုကကျွန်တော်ဒါမျိုးနိုဘီနာတွေကောင်းပါတယ်နိုဘီနာတွေလောက်ပါဒါပေမဲ့ကျွန်တော်ပြောမယ်ကျွန်တော်ရွာမှာလည်းရှိတယ်ရွှေကြတန်းမှာလည်းရှိတယ်မုံလာမှာလည်းရှိတယ်ချမ်းသာရွာမှာလည်းရှိတယ်နေရာတိုင်းမှာရှိတယ်ဖះเจ้าတစ်ခါမှမလိုက်ဘူးညောင်လေးပင်ကြတော့9ရက်လုံးသွားမှာပခောက်ကူပွဲသွားမှာနေရောညရောမိုးရွာလည်းထိဆောင်သွားမှာနော်ညာချမ်းသာကုန်သွားမှာမေတော်ကပေးမှာဆိုတော့သွားမှာအိမ်ပြန်ရောက်လာဖះเจ้าတစ်ခါမတက်အိမ်ပြန်ရောက်လာဖះเจ้าတစ်ခါမှမတက်ဘူးအဲ့ဒါဖះမကြိုက်သောအသက်တာဖြစ်တယ်ဖះမကြိုက်သောအသက်တာဖြစ်တယ်ဖះကကျွန်တော်တို့နဲ့အတူတူနေခြင်းသောကြောင့်မိုးကောင်းငယ်ကနေလူအဖြစ်ကိုယူတော်မူသောဖះဖြစ်တယ်အေမာနွေလဆိုသည်မှာငါတို့နဲ့အတူရှိတော်မူသောဖះသခင်ဖြစ်တယ်ကကဘာကုံသည့်တိုင်အောင်သင်တို့နဲ့ငါအတူရှိမိအသင်းတော်ကဘာသာသူတွေဖះเจ้าမတက်ဖြစ်မှာစိုးလို့တနှစ်ကိုအနည်းဆုံးတစ်ကြိမ်အာဘတ်ဖြေပြီးတစ်ကြိမ်ဖះเจ้าတက်ပါလို့ပြောတာအတိအကျလိုက်နာတဲ့ဘာသာသူကတစ်ကြိမ်မှတက်ပြီးတစ်ကြိမ်ပဲဖြေတယ်ကျမ်းစာကဘာပြောလဲဆိုရင်ဖះသခင်နှုတ်ကပတ်တော်ကိုနေညမပြတ်စင်ကြင်အောင်မိတ်တော်သူသည်မင်္ဂလာရှိဖះကကျွန်တော်တို့ကိုနေညမပြတ်စင်ကြင်အောင်မိတ်ခိုင်းတာတနှစ်တစ်ခါပဲဖះเจ้าတက်ခိုင်းတာမဟုတ်ဘူးနားလည်လားမသိဘူးသခင်ယေရှုဘာဖြစ်လို့သေခံတာတော့ပြောငါတို့သည်အိတ်လျက်ရှိသည်ဖြစ်စေနိုးလျက်ရှိသည်ဖြစ်စေထိုသခင်နှင့်အတူအသက်ရှင်ပါမိအကြောင်းခရစ်တော်သည်ကားတိုင်းပေါ်မှာအသေးခံတော်မူသည်အဲ့ဒါကျွန်တော်ရှင်းပြပြီးပြီနော်ရှင်းပြပြီးပြီသခင်ယေရှုကလေကျွန်တော်တို့နဲ့24နာရီအတူတူနေခြင်းလို့ကားတိုင်းပေါ်မှာအသေးခံခြင်းဖြစ်တယ်ကျွန်တော်တို့အဲ့ဖះကိုတစ်နှစ်တစ်ခါပဲရှိခိုးကိုးကွယ်တစ်နှစ်တစ်ခါပဲရှိခိုးကိုးကွယ်တယ်အဲ့ဒါတော့မှသင်္ချိုင်းနေရာမရမှာဆိုလို့သင်္ချိုင်းနေရာမရမှာဆိုလို့တာပါစကားဝိတရားမကြေမှာဆိုလို့ဖះနဲ့ကျွန်တော်တို့ကြားမှာဝိတရားဆိုတာမရှိဘူးချစ်ချင်းမေတ္တာတရားပဲရှိတယ်တဲ့မှာမိဘတွေရှိတယ်ကိုသားသမီးကကိုနားမှာနေနေတဲ့အချိန်မပြောဘူးလားစိတ်မချဘူးလားစိတ်ချနေတယ်ကိုသားသမီးကိုနားမှာရှိနေတာကိုမိဘကပျော်နေတာဖះကကျွန်တော်တို့ရဲ့အဖေဖြစ်တယ်ခမဖះနားမှာရှိနေခြင်းကိုဖះကပျော်နေတာပျော်နေရင်ဖះခမတော့ကြောင့်ပျော်နေခမအများကြီးဆူတောင်းစရာမလိုကျွန်တော်မနေ့ကကျွန်တော်ပြောတာခမဖះရဲ့နှလုံးသားကိုတိသွားတယ်ဖះခမနှလုံးသားကိုတိသွားပြီဆိုအများကြီးဆူတောင်းစရာမလိုအများကြီးဆူတောင်းစရာမလိုကျွန်တော်ညတိုင်းစိတ်ပြီးစိတ်တယ်အခုလည်းစိတ်ဆူမတောင်းဘာဖြစ်လို့စိတ်ပြီးစိတ်တောင်းသိလားမေတော့ကိုချစ်လို့ဒါပဲမေတော့ကိုချစ်လို့ဆူမတောင်းချစ်လို့စိတ်ပြီးစိတ်တာကျွန်တော်နေ့တိုင်းဖះနဲ့အတူနေတယ်နေ့တိုင်းကိုရမြတ်ဖူးတယ်ကျွန်တော်အတွက်ကျွန်တော်တစ်ခါမှဆူမတောင်းဘာဖြစ်လို့လဲကိုရောရဲ့ဂယုဏကိုရောရဲ့မြစ်တာကျွန်တော်အတွက်လုံလောက်တယ်ကိုရောဒါပဲတပည့်တော်ဖះရှိခိုးတာကိုရောကိုချစ်လို့တပည့်တော်ဖះနဲ့အတူနေတာကိုရောကိုချစ်လို့ဒါပဲအဲ့တော့ကျွန်တော်ဒီနေ့ဘာသာသူတွေကိုနားလည်စေချင်တာကကျွန်တော်တို့မသိတဲ့အချိန်မှာကျွန်တော်တို့မလုပ်ရမှာသိရမှာကျွန်တော်တို့မသိတဲ့အချိန်မှာကျွန်တော်တို့သိရမှာဖြစ်တယ်နော်သိရမှာဖြစ်တယ်သိလို့ရှိရင်ပြိတ္တော်စီလူးတာနဲ့မိုးကောင်းခင်မရောက်ပါဘူးမရောက်ဘူးနော်ဖုန်းနဲ့ recording လုပ်ထားပြီးဆရာတော့သွားပြ
Father Wimia, Allo, they are horrible. A do up your labor, hold day, hold day. Pray Dossi, do like that, Mokongi, my Yao Poo. Pongi, a bar corner say Lalo, Mokongi, my Yao Poo. Kamyabawa at the Dama, Paya, Shibima, I payale, Aduru, Netai, at the Shinge Madali, Mokongi, Shouta. Joma Karine Laloshi, Abiata, Juzu Jarabia. The Nongani Paya Joma, Koramia Pime a Chema, General Mabian Tau. Mabian Tau, Bama Biamatau. Bazala Biamatau, Nalonale, Biamatau, Oh Nole, Biamatau, a Wizard Mabimuja, Aya, what ain't Tabitula. No, Aya, what did I? Tabitula, Bama Mabiamene Balone, Payajao, Labi, Batugo Pinu, Payago, Pinu, Payajanilo Yamala, Jajanilo Yamala, Mea. So, Dine, Coco, Tambushi do Sora, Tibo, Lure, Coco, Payago, go Tibo, Lo Ade, no? Not a good general, the Bechina, Palace. With some very large, Labi, Mandalero, Daniaro, Majorana, Revolution, Luria, Mira, Nija. Goro, the video with some very tabby, Pierre Wallachin. Ainga Yaujali, Janza, Piobiana, Baloma, Lamacamugoro, Baloma, to Piaulelo, Maya Bugoro, Biojara, no. The children, oh, Janza, but Jimmy, Janza, Pama, some Pialibino, Janza, and Janza, Pata, not a man. Tata mio, Paloma, Goro, Pupilo, Maya, Janabame. Janza, Pada, Tumiago, Pupimo, Padamo, Coco, Pupimo, Pada. Aramata. Janza, Pada, Taya, Hobo, Padam, Hobu, Tumiago, Pupimo, Padam, Hobu, Coco, Pupimo, Pada. Kamia, Janza, Payena, Nera, Coco, Pupimo, Tumia, Kamia, Giena, Pupim, Vida, Pico, Shin. General Pony, all our people, Janza Palo Mayao. All our people, Janza Palo. Mila, no. Oh, Mila. See, Oh, Yabi. By Savila. By out time. Janza Pada, Tumiadra Padam Hobu. Or the Janza Papa. Ah, might be deep white. Oh, la, Machidano, the Machidano. Name Bionia, what even? Name Bionia, the Janza, name Bionia. Hobu, Tumabio, Main Biora. Janza, Mio. General Janga Padaima, General Adama, Pupians, Amiai do. Amiai? Janga Padaima, General Magono do a bit about Janga, General, Quack Wing or Tobia. Quack Wing or Tobia. Dunyo, General Janga and a being Majuzao. General Kanzayara, where General Dunyo Bia. General Diana, Bea Yajashi. Pony, they are quite even. Jano, Ninja, no. Ninja, no. Homing they are got even Ninja. Ninja, Naja, Lura. Hold on, Naja. The Chola Ladder, Miss Adia, Guru, the Biroma Yauja, Piole or Hobby them. Nino, I do like Ada Limayaroma, Mahona, Nabalo Hoya Maro. Nabalo Hoya Maro. The Biroma Yauja, Piole or Hobby them. No. Nino, I do Nedalu, Piole, Nabalo, Piole Yamaro. Son of your man. To Yao Piole Zigila. Come here, Avian to Yao Piole Zigila. Gogura in Piole. Gogura is in Piole. Come here, Janza Pada, Airway Gilly low for my pane. Are Airway Gilia, Dunya Wallamo, Gogo is in Airway Gilly low. Tunyago Airway Gilly low for Janza, Mapane Ara Christian Yabana.
အသင်းခွဲတွေရဲ့ပြဿနာအဲ့ဒါအေဝေဂရီလုံးဖဟောမပြောင်းလဲဘူးလားပြောင်းလဲတော့မပြောင်းအောင်ပါဒေါသတွေထွက်နေတာဒေါသတွေထွက်နေသူများပြောင်းလဲဖို့အတွက်ကျမ်းစာရေးထားမဟုတ်ဘူးခမပြောင်းလဲဖို့ကျမ်းစာရေးထားတာကျမ်းစာဖတ်ရင်းနဲ့ကိုယ်တိုင်ကဖျားနဲ့ပို့ရင်းနှီးသွားရမယ်ကိုယ်တိုင်ကပို့ပြီးပြောင်းလဲလာရမယ်ကိုယ်တိုင်ကအပြစ်သားဖြစ်တယ်ဆိုတော့ကိုယ့်ကိုယ်တစ်နေ့တစ်ခြားပို့ပြီးမှသိလာရမယ်ကျမ်းစာဖတ်ပြီးမှသူများနဲ့မတည့်တဲ့သူတွေအများကြီးသူများနဲ့မတည့်တဲ့သူတွေအများကြီးဖျားသခင်သည်ချစ်ချင်းမြတ်တာတော့မင်းညပြောတယ်နော်ခပီးတော်ဖျားကချစ်ချင်းမြတ်တာကျမ်းစာဖတ်ပြီးမှငါတို့ကတော့ကဲတင်ချင်းရပြီဟိုကောင်မတွေကမရသေးဘူးမရသေးဘူးငါတို့ကကတင်ချင်းရကျမ်းစာဖတ်ပြီးသူများချစ်နိုင်လားမချစ်နိုင်သေးဘူး